အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ကစာရေးဆရာကြီးတာတီရေးထားတဲ့နဝမမြောက်တန်ဆိုတဲ့ဇာတ်လမ်းလေးကိုအတန်ဇာတ်လမ်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော် channel လေးကို subscribe နှိပ်ပေးသွားပါအောင်ဗျာမြောက်ပြန်လေထားချိန်ပေါ့ဗျာကျုပ်တို့အညာမှာအေးဓာတ်လေးကစပြီးဝင်လာပြီဗျဒီလောက်အေးယုံနေတော့ကျုပ်တို့အညာသားတွေကအနှွေးထဲမိုးကြသေးပါဘူးဗျာမြောက်လီလေးတစ်ချက်ဖြူးသွားတော့စိတ်ထဲမှာလန်းဆန်းသွားတာပေါ့ဗျာဟိတ်ကောင်တာတီငါမင်းကိုစောင့်နေရကွာဘာထီကကျုပ်ကိုတမဗျံကစောင့်နေရဗျဒီကောင်ကျုပ်ကိုစောင့်နေပြီဆိုရင်အကြောင်းတစ်ခုခုတော့ရှိရတော့မှာပေါ့ဗျာဘာထီကိစ္စရှိလို့လားအေးရှိတယ်ကွာညငါအိမ်မက်တစ်ခုမှတ်တယ်ဘာတွေမှတ်လို့တော့ကွာအိမ်မက်ထဲမှာကောင်းမလေးတယောက်နဲ့စကားပြောနေရကွာဟာငါကောင်တဲဟုတ်နေပါလားအေးစကားပြောနေတာပြောရတာပါကွာအဲ့ဒီကောင်မလေးပြောတာကိုပဲငါနားထောင်နေရတာပါအဲ့ဒီကောင်မလေးချောလာကွာဟာတော်တော်ချောတာတာတီကအသားဖြူဖြူလေးနဲ့မျက်ခုံးလေးတွေကနက်နေရမျက်လုံးလေးတွေကလည်းဝိုင်းဝိုင်းလေးနဲ့စကားပြောလိုက်တဲ့အခါနှက်ခမ်းလေးတွေလှုပ်တာကချစ်စရာကောင်းနေတာကွခေါင်းကသပင်ရှည်ကြီးကွနောက်ကိုဖြန့်ချထားတာတကောက်ကွေလောက်ရောက်တယ်မင်းကွာတော်တော်လှတာပါကွာတာတီကဘာထင်းမျက်နှာမှာခံစားမှုအရေးရောင်တွေတွေ့နေရလို့ပဲဗျကျုပ်အံ့ဩသွားတယ်ဘာထင်းလိုကောင်းမှဘာခံစားချက်မှမရှိဘူးလို့ထင်ထားတာဗျဘာထင်းရမင်းကလည်းအိမ်မက်ထဲမှာတွေ့ခဲ့တဲ့ကောင်မလေးကိုတောင်သတိရနေလို့ပါလားကျုပ်ကအဲ့လိုပြောလိုက်တော့ဘာထစ်ကပြပြသလဲနဲ့ပြန်ပြောတာဗျဟာအဲ့လိုမဟုတ်ပါဘူးကွာတာတေကနေပါအောင်ဘာထစ်အဲ့ဒီအိမ်မက်ထဲကကောင်းမလေးချောချောလေးကအဝတ်စားတွေမပဘူးလားဟာကွာမင်းကလည်းအဝတ်စားမပပဲနေမလားတာတေမင်းပြောတဲ့ထဲမှာဘာဝတ်တယ်ဆိုတာမပဘူးလေကွာအပေါ်ကအင်ဂျီကရင်မုံအင်ဂျီကွာအယောင်ကအနက်ရောင်အောက်ကထမိန်လေးကလည်းအနက်ပဲကွာသူ့အသားလေးကဖြူဖြူလေးနဲ့အနက်ဝတ်ထားတော့ပိုပြီးထင်းနေရပေါ့ကွာကျုပ်ကခေါင်းငိမ့်ပြလိုက်တယ်အိမ်မက်ထဲမှာမင်းကိုဘာတွေပြောလို့တော့မြို့စွန်ကအိမ်ပြက်ကြီးရှိတဲ့ခြံဝင်းကြီးကိုမင်းသိရမို့လားမြို့ရှိဘက်ကခြံကြီးကိုပြောရမလားတိုက်ပြက်ကြီးတစ်လုံးလည်းရှိရလေတရေ6တယ်ဆိုပြီးဘယ်သူမှမသွားဝန်းတဲ့ခြံကြီးလေအေးအဲ့ခြံကြီးရှိမှသူနဲ့ငါနဲ့တွေ့တာကွသူကပြောတယ်နင့်နာမည်ဘာထင်မို့လားတဲ့ငါ့ကိုစပြီးမေးတာကွအေးဟုတ်တယ်လို့ငါပြောလိုက်တော့အဲ့ကောင်မလေးကပြန်ပြောတယ်ကွဘာထစ်ရဲ့နင်ငါ့ကိုကဲပါနင်းနဲ့နင့်တငယ်ချင်းကဲရင်ငါလွတ်မှာပါနင်အခုဘာဖြစ်လို့တော့အဲ့ဒီခြံကြီးတွေကမကြီးပင်ထဲမှာငါပိတ်မိနေတယ်ဆရာတယောက်ကငါ့ကိုသူ့ပညာနဲ့အနိုင်ကျင့်ပြီးဖမ်းလာတာဟင်နင်ကဘာမို့လို့တော့လို့ငါသူ့မေးလိုက်တော့အဲ့ကောင်မလေးချောချောလေးကပြန်ပြောတယ်ကွအဲ့ဒီအကြောင်းတွေကိုနောက်မှပြောပြပါမယ်ဟာငါ့ကိုသာအရင်ကဲပေးပါတစ်ပင်ထဲမှာနေရတာတော်တော်ဒုက္ခရောက်နေလို့ပါငါ့ကိုဘဲမှမသွားနိုင်အောင်လှုပ်ထားတာပါဘာထည့်ရဲ့အဲ့လိုပြောပြီးတော့ကောင်မလေးကငိုနေတယ်ကွငါလည်းတော်တော်စိတ်မကောင်းဖြစ်သွားတာပေါ့ကွာဒီတော့ကျုပ်ကမေးလိုက်တယ်ငါတို့ဘာလုပ်ပေးရမှာတော့အင်ကြီးရဲ့တောင်ဘက်ကမကြီးပင်ကြီးမှာတန်6ချက်ရိုက်ထားတယ်အဲ့ဒီတန်ချောင်းလေးနှုတ်ပစ်လိုက်ရင်ငါလွတ်မြောက်သွားမှာပါဟာဒီလောက်ဆိုရင်တော့လုပ်ပေးနိုင်ပါတယ်ဘယ်ချိန်လုပ်ပေးရမှာလဲနေ့ဘက်ဆိုလုပ်လို့မရဘူးညဘက်မှရမှာမနေ့ဖြန်ညဆိုရင်လာပြညပဲမနေ့ဖြန်ည12နာရီတိတိမှာတန်6ချောင်းနှုတ်ပေးပါနင်တို့ဘာအန်တရာမှမရှိစေရပါဘူးကောင်းပြီငါနဲ့ငါတကယ်ချင်းလာခဲ့မယ်ပြီးရင်အဲ့ဒီတန်ချောင်းလေးကိုတစ်ချောင်းမကျန်နှုတ်ပေးမယ်ငါအဲ့လိုပြောလိုက်တော့ကောင်းမလေးကပြပြသလေးနဲ့ပြန်ပြောတယ်ကွာဟင်ဘာပြောတာတော့ဘာထက်တန်တွေကိုနှုတ်ရင်အစင်တိုင်းနှုတ်ရမှာလေကွာအောက်ဆုံးအတန်3ချောင်းကိုစပြီးနှုတ်ရမှာဘယ်ဘက်အဆုံးအချောင်းကနေစပြီးနှုတ်ရမယ်ဘာထက်တဒန်းပြီးမှနောက်တဒန်းကိုနှုတ်ပါဘယ်ဘက်အချောင်းကကြီးပဲစနှုတ်ပါဘလို့ဘယ်ဘက်တော့နင်းရဲ့ဘယ်ဘက်ကိုပြောရလေဘာထက်ဒါဆိုရင်ငါနင်တို့မျှော့နေမယ်နော်အေးပါစိတ်ချပါငါတို့ဆက်လာခဲ့ပါမယ်ငါအဲ့လိုသူ့ကိုဂရိပေးလိုက်တယ်ကွာဘာထစ်ရအိမ်မက်ပဲကွာမက်ချင်ရမက်မှာပေါ့ကွာမဟုတ်ဘူးကွာတတရအဲ့ဒီအိမ်မက်ကိုညငါ3ခါမက်တာညဦးတစ်ခါညလဲတစ်ခါမိုးလင်းကနေတစ်ခါဟေးဒီလိုဆိုရင်တော့ထူးတာပဲဘာထစ်ရကျုပ်ကစဉ်းစားနေပြီးမှထပ်ပြောလိုက်တာဗျဟာဒါလွယ်ပါတယ်ကွာဒီနေ့ကမုံစာကြောင်းဆင်းတဲ့ချိန်မင်းနဲ့ငါနဲ့ဒီခြံကြီးကိုသွားကြည့်မယ်လေကွာမင်းအိမ်မက်ထဲကမကြီးပင်တကယ်ရှိတာမရှိဘူးလားကြည့်ကြရပေါ့ရှိတယ်ဆိုရင်ရောကွာဘာထစ်ရလဲအဲ့ဒီမကြီးပင်ရှိတယ်ဆိုရင်မင်းအိမ်မက်ထဲကကောင်မလေးပြောတဲ့တန်6ချောင်းကိုမကြီးပင်မှာရှာကြည့်ရမှာပေါ့ကွာအေးဟုတ်တာပဲတန်6ချောင်းကိုတွေ့တယ်ဆိုရင်တော့လာပြင်းညမှာသွားခဲ့ကြရမှာပေါ့ကွာအေးကောင်းတယ်မင်းပြောတာကောင်းတယ်မုတ်စာကြောင်းဆင်းတဲ့အခါငါနဲ့မင်းနဲ့အဲ့ခြံကြီးကိုသွားကြည့်ကြမယ်ကျုပ်တို့နှစ်ယောက်စကားကောင်းနေတော့မှပဲကြောင်းတဲ့ခေါင်လောင်ထိုးဝါနဲ့အတန်းထဲကိုဝင်ခဲ့ကြတယ်နေ့လယ်မုတ်စာကြောင်းလွတ်တာနဲ့ကျုံနဲ့ဘာထင်းနဲ့မြို့အရှိဘက်ကိုတုတ်ချေတင်ခဲ့ကြတာပေါ့ဗျာတကယ်တော့ခြံကြီးကတရေ6တယ်လို့နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ခြံကြီးဗျပိုင်ရှင်တွေကလည်းဘယ်တော့မှဘယ်ကိုပြောင်းသွားမှန်းကိုမသိဘူးဗျ
ခက်ဟာဟာဖွင့်နေတဲ့တကားကြီးကိုတွန်းပြီးကျုပ်တို့နှစ်ယောက်ဝင်ခဲ့ကြတယ်ကျွီတန်ကြီးတွေတက်နေတဲ့တကားကြီးကအသက်မြည်သွားတယ်ဗျခြုံနေကြကနေတိုးပြီးကျုပ်တို့နှစ်ယောက်ဝင်ခဲ့ရတာဗျတကားတွေပြုတ်ကျနေတဲ့အိမ်ကြီးတွေကိုကျုပ်တို့လှမ်းကြည့်လိုက်တယ်ဟောင်းနှွမ်းပြက်စီးနေတဲ့ထိုင်ကုန်လေး၃လုံးကိုတွေ့တယ်ဗျအိမ်ကြီးရဲ့တောင်ဘက်ကိုဘားထက်ကတန်းပြီးသွားတာဗျကျုပ်လည်းဘားထက်နောက်ကိုလိုက်ရတာပေါ့ဗျာဟာဟိုမှာမကြီးပင်ကြီးကတကယ်ရှိတယ်ကွဘားထက်ကတုံငနဲ့ရက်ပြီးပြောလိုက်တာကျုပ်လည်းရက်ပြီးမကြီးပင်ကြီးကိုကြည့်လိုက်တယ်လူနှစ်ဖက်လောက်ရှိတဲ့မကြီးပင်ကြီးဗျအကိုင်းခက်တွေအရွက်တွေကလည်းစိန်မှိုင်းနေရပဲဗျဘားထက်ကမကြီးပင်ကြီးစီကိုဆက်သွားပြီးတော့တန်ချောင်းတွေရိုက်ထားတာဟုတ်မဟုတ်ကြည့်လိုက်တယ်ဒီမှာကွတန်ချောင်းတစ်ချောင်းတန်နှပွင့်လေးပဲပေါ်အောင်ရိုက်သွင်းထားတဲ့တန်ချောင်းမဲမဲလေးတစ်ချောင်းကိုဘားထက်ကပြတယ်ကျုပ်အဲ့ဒီတန်ချောင်းရဲ့ဘေးဘက်တွေကိုရေကြီးတွေကုတ်ချစ်ကြည့်လိုက်တော့နောက်ထပ်တန်ချောင်းတွေကနှပွင့်လေးတွေပေါ်လာတယ်ဗျတန်တွေကိုတဆုံရိုက်သွင်းထားတာဗျဟောဟိုမှာတစ်ချောင်းနောက်ထပ်တစ်ချောင်းနောက်တစ်ချောင်းအပေါ်မှာနှစ်ချောင်းနောက်ထပ်နှစ်ချောင်းတွေ့ပြီဗျတန်ချောင်း၉ချောင်းလုံးကိုတွေ့ပြီတန်ချောင်း၉ချောင်းလုံးကိုဒီလိုပုံစံမျိုးရိုက်ထားတာဗျကျုံနဲ့ဘားထစ်လည်းတန်တွေပေါ်မှာအုပ်နေတဲ့ရေကြီးတွေကိုချစ်ပြီးရှင်းလိုက်တယ်ပြီးတော့မကြီးပင်အောက်ကခြုံတွေကိုလည်းရှင်းပစ်ခဲ့တယ်ဒါမှကျုပ်တို့ညဘက်လာတဲ့ခါအဆင်ပြေပါလေဗျာပြန်ထွက်တော့လေဝင်လန်းထွက်လန်းကောင်းအောင်ခြုံတွေကိုနှုတ်ပြီးရှင်းခဲ့သေးတယ်ဗျမကြီးပင်လည်းတွေ့ပြီးတန်ကိုးချောင်းကိုလည်းတွေ့ပြီဗျာဒီတော့လာပြင်းညမှာကျုပ်တို့လာပြီးတန်တွေကိုနှုတ်ပြရတော့မှာပေါ့ကျုပ်တငယ်ချင်းဘားထစ်ကအိမ်မက်ထဲမှာငိုပြီးအကူညီတောင်းတဲ့ကောင်မလေးကိုတိတ်ပြီးတနာနေရလေဗျာကျုံနဲ့ဘားထစ်ကြောင်းပြန်ရောက်တော့ကြောင်းတက်ခေါင်လောင်ထိုးနေပြီဗျကျုပ်တို့နှစ်ယောက်ဘာမှမစားလိုက်ကြရတော့ဘူးဗျကျောင်းစင်းတော့ကျုံနဲ့ဘားထစ်အိမ်ကိုချက်ချင်းမပြန်မဲဒေါ်ငိမ့်အကျော်ဆိုင်မှာခဏထိုင်ကြတယ်ပြီးတော့နေ့လေကချမ်းပြက်ကြီးတွေကိုသွားတဲ့ကိစ္စကိုပြန်ပြောဖြစ်တယ်ဗျငါအစတော့ကမင်းအိမ်မက်ကိုတကယ်လို့မထင်ဘူးဘားထစ်ကသွေးလေခြောက်ချပြီးမက်တယ်လို့ပဲထင်ခဲ့တာပထမဆုံးတစ်ခါမက်တော့ငါလည်းမင်းလိုပဲထင်မိတာတာတေးကဒုတိယတစ်ချိန်မက်တော့ထူးခြားတယ်လို့ထင်လာတယ်ဒါပေမဲ့မေ့ထားပြီးပြန်အိတ်လိုက်တာပဲကွာမိုးလင်းကနီးမှာတတိယချိန်ထပ်မက်တော့မှငါယုံသွားတာကွာဒါဟာအိမ်မက်သက်သက်မဟုတ်နိုင်တော့ဘူးလို့တွေးမိလိုက်တယ်နေ့လေကတကယ်ဟုတ်မဟုတ်သွားကြည့်လိုက်တော့မှမကြီးပင်မှာရိုက်ထားတဲ့တန်ချောင်းတွေကိုတွေးလိုက်တော့ငါအိမ်မက်ဟာတရရောက်ပေးတဲ့အိမ်မက်ဆိုတာသိသွားတာပေါ့ကွာငါစဉ်းစားနေရပါထက်ကငါတို့တခုခုမှားသွားမှာကိုစိုးရိမ်တာဟေးဘာလို့မှားသွားမှာတော့တတေးကဒီလိုကွာမင်းအိမ်မက်ထဲမှာတွေးခဲ့တဲ့ကောင်းမလေးချောချောလေးဆိုတာလူတော့မဖြစ်နိုင်ဘူးလေကွာတရေလားတစီလားဆုံးမလားတခုခုပဲလေသူ့ကိုဘာအတွက်နဲ့တစ်ပင်နဲ့ထည့်ပြီးပိတ်လောင်ထားတာဆုံးဆိုတာစဉ်းစားနေရကွာဟာတတေးတချို့အောက်လန်းဆရာတွေကတရေမလေးတွေကိုခိုင်းစားတတ်တယ်ကွာအဲ့လိုမွေးထားပြီးခိုင်းတဲ့အခါသူတို့ကိုဂလန်ကဆန်ပြန်လုပ်ရင်အဲ့လိုပဲရဲရဲဆက်ဆက်အဖြစ်ပေးတတ်ကြတယ်ဟေးဟုတ်လားဒါမျိုးတွေကိုဘယ်လိုလုပ်ပြီးမင်းသိတာတော့တာတေကလည်းငါဘဘုံကအင်းဘက်မှာတစ်ဖက်ကန်ခတ်တဲ့ပုဂ္ဂိုလ်ကွဘဘုံစီကိုအထက်လန်ဆရာကြီးတွေမကြလာဘူးကြတယ်အဲ့ဒီခါကျရင်ဘဘုံနဲ့ဆရာကြီးတွေပြောကြဆိုကြတဲ့ကိုတွေအဖြစ်ပြက်တွေကိုငါအမြဲတမ်းကြားနေရတာလေကွာအေးဟုတ်တာပေါ့အဲ့လိုပဲကျုပ်ကပြန်ပြောလိုက်တယ်ဗျပြီးတော့ဆက်တွေးနေလိုက်တယ်အိမ်မက်ထဲမှာတွေ့ရဲ့ကောင်မလေးကမင်းပြောသလိုတရေပဲဖြစ်ဖြစ်တစီပဲဖြစ်ဖြစ်ကွာသူ့ခမငိုးနေရှာတာကွာဘာဖြစ်ဖြစ်ရအောင်ကယ်ရမှာပဲတာတေးကဘာထစ်ကြည့်ရတာအိမ်မက်ထဲကကောင်မလေးချောချောလေးပေါ့တော်တော်တနာနေရဲ့ပုံပဲဗျကျုပ်လည်းဘာထစ်ကိုဘာမှမပြတ်မပြောတော့ဘဲနဲ့ခေါင်းငိမ့်ပြလိုက်တယ်လာပြင်းနေရောက်တော့ဘာကြီးရဲ့လက်သမားသုံးပစ္စည်းပုံတွေကစိတ်ကြိုလို့ခေါ်တဲ့တန်ကလော်ပါတဲ့တူတစ်ချောင်းကိုယူပြီးသတင်းစာဆက်ကူနဲ့ပတ်ထားလိုက်တယ်ပြီးတော့တန်စိုးလေးတစ်ချောင်းကိုလည်းယူလာလိုက်တယ်ရိုက်ထားတဲ့တန်တွေကလေးလက်မတန်ချောင်းတွေဗျနပွင့်ကိုမြုပ်အောင်ရိုက်ထားကြတာနပွင့်ပေါ်မှာတန်တူကစိတ်ကြိုနဲ့နှုတ်လို့ရမှာဗျနပွင့်ပေါ်အောင်အရင်ဆုံးမကြီးပင်ကအခောက်တွေကိုတန်စိုးနဲ့ရိုက်ထုတ်ပြရအောင်ပါဗျဘာထစ်ကသူ့ဘဖုံကိုရှောက်ပြီးသားဗျဒီညကျုပ်တို့အိမ်မှာအိပ်ပြီးတင်ချတွက်မယ်လို့ပေါ့ဗျာကျောင်းစင်းကလေးကဒီကောင်ကျုံနေလိုက်လာတာကျုပ်ဖကြီးကလည်းဘာထစ်ကိုခင်တော့ဘာထစ်လာရင်လွတ်သဘောကျတာဗျဘာထစ်နဲ့ထိုင်ပြီးအကြီးရဲ့အကြောင်းတွေအင်းအကြောင်းတွေပြောကြတာဘာထစ်ကလည်းသူတို့ကျောင်းရောက်လာတဲ့ဆရာကြီးတွေအကြောင်းသူတို့ပြောပြတဲ့အတွေ့အကြုံတွေအကြောင်းအထစ်ထစ်နဲ့ဘာကြီးကိုပြောပြနေရဗျဘာကြီးကလည်းဒီကောင်ပြောသမျှကိုစိတ်ဝင်စားနဲ့နားထောင်နေရဗျထမင်းစားတော့လေဘာကြီးကကျုပ်တို့နှစ်ယောက်ကိုအတူတူကြွေးတာဗျဘာထစ်ကလည်းဘုန်းကြီးကျောင်းမှာပဲနေတဲ့ကောင်ဆိုတော့စီးနဲ့ကန်းနဲ့နေတတ်ထိုင်တတ်တာပေါ့ဗျာညမို့ချို့တော့ကျုပ်တို့နှစ်ယောက်အိမ်ပေါ်ထက်တက်ပြီးစာလုပ်ကြတာပေါ့ဗျာဘာကြီးအိပ်ပျော်တဲ့အထိစောင့်ရအောင်ပါလေဘာကြီးကဒိုင်အုပ်မီဒီနဲ့ရေဒီယိုကြီးတစ်လုံးရှိတယ်ဗျမအိတ်ခင်ဘာကြီးကရေဒီယိုစိန်ခံပြီးနားထောင်တာလေဗျာရင်းနှီးချမ်းလေးတောက်လိုက်လက်ဖက်လေးစားလိုက်ဆေးပြင်းလိုက်လေးဖွာလိုက်နဲ့ဘာကြီးရဲ့စီးစိမ်ပေါ့ဗျာ9နိုင်ထိုးလို့ရေဒီယိုလေးသိမ့်ပြီဆိုတော့မှဘာကြီးကခြေတွေလက်တွေဆေးပြီးဆေးတောက်ချာရှိတာတောက်သေးတာဗျပြီးတော့ဖះကိုတေချာရှစ်ခိုးတာဖះရှစ်ခိုးအမျှဝေမြစ်တာပို့ပြီးနောင်ဝေဝေဆိုတဲ့ကျေးစီတန်လေးထွက်လာပြီးမှဘာကြီးကအိပ်ရဝင်တော့တာဗျလူကြီးဆိုတော့ချက်ချင်းအိပ်ပျော်တာမဟုတ်ဘူး
တော်တော်ကြာမှဟောက်တန်ကြီးထွက်လာတာဘာကြီးအိပ်ပျော်သွားပြီဆိုမှကျုံနဲ့ဘာထင်းနဲ့တူနဲ့တန်ဆိုးကိုယူပြီးတော့အောက်ထပ်ကိုဆင်းလာကြရတာဘာကြီးမနိုးအောင်ခြေထောက်ကိုဖွားဖွားနေပြီးအိမ်တကားကိုတောက်ဖွင့်ကြပြန်ပိတ်ကြပေါ့ဗျာကျုပ်တို့အပြင်ရောက်တော့စိတ်ငနေဖြစ်သွားတယ်အေးတောင်တော်တော်အေးနေပြီပဲဗျဒီညမှမြောက်လေတွေကလည်းအဆက်မပြတ်တိုက်နေတော့တာဗျဘာထေရောကျုပ်ရောအနှွေးထည်လေးတွေဝတ်ထားကြပါတယ်နှစ်ယောက်သာမျိုးရှိဘက်ကိုခက်တုတ်တုတ်ရှောက်လာကြတာပေါ့ဗျာလမ်းတွေပေါ်မှာလူသူလေးပါအရေးရောင်တော့မရှိတော့ဘူးဗျအချိန်ကလည်းည7:00 နာရီလောက်ရှိနေပြီဗျာတိုက်ပြက်ကြီးရှိတဲ့ခြံရှိရောက်တော့မှကျုပ်တို့နှစ်ယောက်ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ကြတယ်ဟာလူ3ယောက်ပြို့ဒီဘက်ကိုရှောက်လာနေတယ်ရှောက်တဲ့ပုံကရိုင်ကြီးရိုင်နိုင်နေဗျဒီလူတွေအရက်မူးလာကြတာပဲလို့ကျုပ်ကတွေးမိလိုက်တယ်ကျုပ်တို့နှစ်ယောက်ကိုမမြင်အောင်ခြံပြက်ကြီးထဲမြန်မြန်ဝင်ပြီးခြုံပုတ်တွေကြားမှာဘာထင်းနဲ့ကျုပ်နဲ့ပုံနေလိုက်တယ်အရက်မူးလာတဲ့လူတွေတဖြည်းဖြည်းနီးလာပြီပြို့ဟေးကောင်ဖိုးနီငါခုနကဒီနားမှာကောင်လေးနှစ်ကောင်မြင်လိုက်တယ်အခုမတွေ့တော့ဘူးဟာငါတော့မမြင်ပါဘူးအောင်ဘူးရာမင်းမူးနေလို့ထင်အောင်ထင်မှာဖြစ်နေရနေပါဗောကွာမင်းကတော့ဘယ်မြင်မှာတော့ဖိုးနီရဲ့ခေါင်းကြီးအောက်ဆိုင်ပြီးရှောက်လာလေကွာဟေးကောင်ဒူးရှိမင်းရောကောင်လေးနှစ်ယောက်ကိုမြင်လိုက်လားအေးငါလည်းမြင်လိုက်တယ်ဟင်မင်းဟာလည်းမြင်တယ်ဗောမမြင်လည်းမမြင်ဘူးဗောခုဟာမြင်လိုက်တယ်ထင်တယ်ဆိုတော့ဘာလဲကွာမင်းဟာငါပြောတာမြင်တော့မြင်လိုက်တယ်ဒါပေမဲ့အာယုံမထားမိလိုက်တော့မေ့သွားတာကိုပြောတာကွာဒီကောင်လေးနှစ်ကောင်ဒီခြံထဲဝင်တော့တာထင်တယ်ကွာဖိုးနီကကျုံနဲ့ဘာဖြစ်လဲလှုပ်တော့မလှုပ်ရဲပဲငြိမ်နေရတာဗောဗျာဟက်ကောင်အောင်ဘူးရဒီကောင်လေးနှစ်ကောင်ဒီခြံထဲကိုဘလို့လုပ်ပြီးဝင်ရဲမှာတော့ကွာပတ်စံအပုံလိုက်ပေးမယ်ဆိုတော့ဝင်ရဲမှာမဟုတ်ဘူးဖိုးနီပြောတာဟုတ်တယ်ကွာဒီလောက်သေးရဲ6တဲ့ခြံကြီးထဲမှာဒီချိန်မပြောနဲ့နေကင်းမလွတ်ရင်တော့ဘယ်သူမှမဝင်ရဲဘူးဒီလူတွေခြံရှိမှရက်ပြီးပြောနေရဗျမင်းတို့ပြောတာဟုတ်ပါတယ်ဒါမဲ့ငါမြင်လိုက်တာလေတကယ်မြင်လိုက်တာကွာဒါဆိုရင်လည်းလူမဟုတ်လို့ပျောက်သွားတာပေါ့ကွာလူဆိုရင်တော့ဒိုးနဲ့မျက်နှာချင်းဆိုင်တွေ့ရမှာပေါ့အောင်ဘူးရာအေးငါလည်းအဲ့ဒါပဲတွေးနေတာတို့နေပါအောင်မင်းတို့နှစ်ယောက်ကဒီချိန်ရဲ့ရာဇဝင်ကိုသိကြလားတရေ6တယ်ဆိုတာပဲသိရပါကွာရာဇဝင်နေတော့ဘယ်သိမှာတော့ဒါဆိုရင်ငါမင်းတို့ပြောပြမယ်ဟာဟဲ့ကောင်အောင်ဘူးမပြောနဲ့သွားမယ်ကွာဒီချိန်ရှိမှဒီချိန်ရဲ့ရာဇဝင်ကိုလာပြောမယ်ဆိုတော့အထက်ကတရေကိုဖိတ်ခေါ်နေလို့ဖြစ်နေမှာကွာပြီးတော့မင်းသိတယ်ဆိုတာကလည်းသူများပြောပြတာတွေမှတ်ထားမှာမဟုတ်လားဟေ့ကောင်ဒူးရှိငါဒီအိမ်ကလူကြီးတွေနဲ့ဆွေမျိုးတော်တဲ့ကောင်ကွာသူများတွေပြောတာမဟုတ်ဘူးငါအဖေပြောသွားတာကွာငါအဖေမသိခင်ငါ့ကိုဒီเจ้าတွေအကုန်ပြောသွားတာကဲမင်းတို့တိတ်ပြောချင်းနေတယ်ဆိုရင်လည်းပြောကွာစောစောယူလာတဲ့ပလင်းတွေကလက်ကျန်လေးတော့ဖြတ်လိုက်ရအောင်ကွာဟာဒီလူတွေကတော့တော်တော်နဲ့သွားမဲ့ပုံမပေါ်ဘူးပြို့မက်တဲ့ရက်နေရင်နဲ့တယောက်တလေအရက်ပလင်းကိုမော့နေကြတာဗျတယောက်တလေထက်တော့ရင်မူးတစ်ထက်မူးလာကြတော့တာပေါ့ဗျာဒီချိန်ကြီးထဲမှာနေတဲ့သူတွေကအမျိုးဆက်ရင်ငါတို့အဖိုးလေးတော်တယ်ကွာတို့အဖိုးရဲ့ညီတော်တာနာမည်ကဥပေါ်မြတယ်ကွာသူ့မိန်းမနာမည်ကဒေါ်လာတင်နဲ့သူတို့မှာသား2ယောက်သမီး1ယောက်ရှိတာဥပေါ်မြရောဒေါ်လာတင်ရော2ယောက်စလုံးကနှစ်ဖက်စလုံးကနေအမွေတွေရထားတာယာတွေဆိုရင်လက်ညှိုးထိုးမလွဲဘူးတဲ့ဟိသူတို့ယာတွေကြီးပဲဘယ်ရွာဘက်မှာတော့အောင်ဘူးရဲ့မြို့အရှိဘက်ကဘိုးစိန်တို့တစ်မလဲတို့တိုင်ကျိုးတို့ဘက်မှာသူတို့ရွာတွေကြီးပဲကွာတကယ်မြေရှင်ယာရှင်တွေပေါ့ကွာအမွေရတဲ့ရွှေတွေဆိုရင်လည်းဘယ်နှပိဿာမှန်းကိုမသိတော့တာလေဟိတို့ဘိုးလေးဥပေါ်များကတော့ပစ္စည်းဥစ္စာပေါ်မှာတိတ်ပြီးမတွေ့လောက်ဘူးတဲ့ကွာဘိုးလေးမိန်းမဒေါ်လာတင်ကတော့လောဘလွတ်ကြည့်ရတယ်ဟိဒေါ်လာတင်ကအသက်50လောက်မှတင်တည်သွားတာတဲ့ဒေါ်လာတင်တည်တော့ဥပေါ်များနောက်အိမ်အောင်ပြုတ်တဲ့အဲ့တော့မှဒေါ်လာတင်ကမကျွတ်မလို့ဖြစ်နေတာကိုဘိုးလေးကတီးတော့တာတဲ့ဒေါ်လာတင်ကဒီအိမ်ကြီးကိုဆွဲလန်းတာရောသူ့ဥစ္စာပစ္စည်းတွေကိုဆွဲလန်းတာရောဆိုတော့တရေမကြီးဖြစ်နေရတယ်ကွာဒါကိုဘယ်သူမှမသိကြဘူးဥပေါ်များနောက်အိမ်အောင်ပြုတော့မှသူ့ရဲ့လက်ဝတ်လက်စားတွေကိုဥပေါ်များကနောက်မိန်းမကိုစင်တဲ့ဟိအဲ့တော့မှတရေမကသဘုံထပြီးတော့တောင်းချမ်းတော့တာဆိုပဲတအိမ်လုံးဘယ်သူမှကိုကောင်းကောင်းအေးရတယ်လို့မရှိပဲဝုံတိုင်းကျဲနေတာတဲ့ဖုန်ကြီးတွေပင့်ဆရာတွေပင့်လည်းမရဘူးတဲ့ကွာနောက်ဆုံးမှဒီအိမ်ကြီးကိုဒီတိုင်းပစ်ထားခဲ့ပြီးဥပေါ်များကသူ့ဒုတိယမိန်းမနဲ့သားသမီး3ယောက်ကိုခေါ်ပြီးတော့ရန်ကုန်ကိုအပြီးပြောင်းသွားတာတဲ့ဒီအိမ်ကိုတစ်ခေါက်မှမလာတော့ဘူးဆိုပဲဒါဆိုရင်ဒီအိမ်ထဲမှာ6တယ်ဆိုတဲ့တရေမပေါ့အောင်ဘူးရဆွေမျိုးဆက်ရင်မင်းဖွားလေးတော်နေရပဲဒီခြံထဲမှာပစ္စည်းလေးပါလေးမြုပ်ထားမရှိဘူးလားသွားမေးကြည့်ပါလားကွာမင်းဖွားလေးတရေမမင်းကိုချစ်မှာပေါ့ကွာပစ္စည်းလေးပါလေးနည်းနည်းပါးပါးပေးရင်မင်းချောင်းလေတာပေါ့အောင်ဘူးရတော်စမ်းမှာဖိုးနေရပစ္စည်းတောင်းဖို့နေသားသူဘယ်ရောက်သွားမှန်းတော့မသိတော့ဘူးကွာဟေးဟုတ်လားဘာဖြစ်လို့တော့သူ့လင်နဲ့သူ့သားသမီးတွေပြောင်းပြီးသွားတဲ့နောက်မှာတော်တော်ဆိုးပြီးရိုင်းဆိုင်ဖြစ်သွားတာလေကွာဟာဟုတ်လားအောင်ဘူးရဘာတွေလုပ်လို့တော့ဘာလုပ်ရမလဲဒူးရှီယာဒီခြံထဲကိုဝင်လာတဲ့သူမှန်သမျှကို6လန်လွတ်တော့တာလေကွာနေခင်ကြောင်တောင်မှာတော့ကြော်ကုန်းကိုအုံကနေရိုက်လွတ်တာကွာ
အရင်တော့ဒီခြံထဲမှာပန်းပင်တွေရှိတယ်ပန်းပွင့်လို့ဝင်ခူးတဲ့သူတွေကတော့မပြေးရတဲ့သူတယောက်မှမရှိဘူးတဲ့ကွာဟာတော်တော်ဆိုးပါလားကွာတချို့ဆိုရင်ကိုထင်ပြပြီးခြောက်လို့နှာတွေပါတွေပါမနှဲနှက်ယူရတာတွေရှိတယ်ကွာကိုထင်ပြတော့ဘလို့ပုံစံကြီးတယ်တုံးကွာဟာဖိုးနီရဲ့တရေမှာဆိုမှကြောက်စရာကြီးပေါ့ကွာငါဖေပြောတာတော့သူနဲ့တီးတဲ့သူတယောက်တည့်ရတီးတွေဝင်ပြီးခူးတာအိမ်ဝါမှာရက်နေတဲ့တရေမှာတွေ့လို့တန်းပြေးရတာဆိုပဲကွာအဲ့လူပြောတာကတော့သပင်းဖားရချတာလားဒူးကောင်းအောင်ကြော်တယ်တဲ့ဟိအရက်ကြီးကလည်း10ပေကျော်လောက်ရှိတဲ့ခေါင်းကြီးကလည်းအကြီးကြီးတဲ့ဗျာမျက်လုံးကြီးတွေหนีရဲပြီးရှာနီနီကြီးကတွဲလောင်းကျနေတာတထောင်လောက်ရှိရဲကွာဝတ်ထားတဲ့ဝတ်စားတွေကလည်းစုပ်ပြတ်တတ်နေရပဲတဲ့အဲ့လူတွေကတကြူတွေတထောင်တွေနဲ့ပြစ်ချပြီးပြေးရတာတဲ့အိမ်ရောက်တော့သတိလစ်သွားလို့မနှဲကိုနှာနှက်ယူရတာတဲ့ကွာဒါဆိုရင်မင်းဖွားလေးတရေမအခုလေအိမ်ထဲမှာရှိနေမှာပေါ့အောင်ဘူးရချန်နယ်ဝင်သွားပြီးဘွားလေးတော်တင်လာလို့တခွန်းလောက်ခေါ်ကြည့်စမ်းပါလားအောင်ဘူးရအောင်ဘူးဆိုတဲ့သူကိုသူ့တငယ်ချင်းကနောက်နေရဗျနောက်ပိုင်းတော့မချောက်တော့ဘူးကွာငြိမ်သွားတယ်လို့ပြောတယ်အေးလေကျွတ်လွတ်သွားလို့ရှိမှာပေါ့ဘယ်ကကျွတ်လွတ်ရမှာတော့ဖိုးနီကတအားဟောက်တောင်းချမ်းလာလို့ဆရာကြီးတယောက်ကိုပင့်ပြီးလောက်ရတယ်လို့ပြောတယ်ကွာဟာဟုတ်လားဘလို့တောင်းချမ်းတာတော့အောင်ဘူးရသူတို့ຢာတွေရှိတဲ့စောစောကပြောတဲ့ဘိုးစိန်တို့တစ်မလဲတို့ဘက်မှာကလေးတွေတယောက်ပြီးတယောက်သေးတာတဲ့ကွာဟာဒီတရေမှလောက်တာလားအေးဟုတ်တယ်သေးတဲ့ကလေးတွေမှာဥတွေအသေးတွေမရှိတော့ဘူးတဲ့ကွာတရေမကြီးကနှုတ်ဆားသွားတာတဲ့ကွာဟာကလေးတွေဇက်တိုက်သေးတာများလာတော့အင်မတန်မှအစွမ်းထက်တဲ့အထက်လန်းဆရာကြီးတယောက်ကိုတွားပြီးပင့်ရတယ်ဆိုပဲအဲ့ဒီဆရာကြီးကမေးတဲ့ပထမဆုံးသေးတဲ့ကလေးမြုပ်တဲ့နေရာကိုသိလားသိပါတယ်ဆရာကြီးဒါဆိုရင်အခုချက်ချင်းတွားပြီးပြန်ဖော်လိုက်ပြီးရင်အဲ့ကလေးအလောင်းကိုမီးတကြိုလိုက်ပြီးတော့တေးသေးချာချာတကြိုကြအယိုးမကြံစေနဲ့ပြာကျအောင်တကြိုအဲ့လိုပြောတယ်ရွာသားတွေကလည်းအဲ့ဆရာခိုင်းတဲ့အတိုင်းလုပ်ကြတဲ့ပြီးတာနဲ့ဆရာကြီးကငွေပြားမှာအင်းချပြီးလက်ဖွဲ့ကြိုးတွေထိုးတာတယ်ကွာရွာတွေမှာကြံခဲ့တဲ့ကလေးတွေကိုလေပင်းမှာလက်ဖွဲ့လေးတွေအမြန်ချီကန်ရတယ်ဒီတော့မှကလေးတွေအသေးပြောက်ရက်သွားတာလေဟိဟာတော်တော်စွမ်းတဲ့ဆရာကြီးပဲကွာမပြီးသေးဘူးကွာအဲ့ဆရာကြီးကအဲ့ခြံထဲကိုရောက်လာပြီးတော့ဘလို့အစီရင်လှုပ်သွားလဲတော့မသိလိုက်ဘူးဟိဒီခြံကြီးမှာလည်းအချောက်လန့်တွေမရှိတော့ဘူးတဲ့ဒါဆိုရင်ဒီတရေမောင်နှင်ထုတ်လိုက်ပြီးဖြစ်မှာပေါ့ကွာဖြစ်နိုင်တာပေါ့ဒူးရှေကကဲပလင်းထဲမှာအရက်တွေကြံသေးလားမကြံတော့ဘူးလေကွာမင်းပြောတာနားထောင်ရင်လည်းတောက်လိုက်ကြတာကုံသွားပြီကွာဒါဆိုရင်လည်းတွားကြရအောင်ကွာတယောက်ကအိမ်ပြန်ဖို့သတိပေးပြီးအရက်သမား3ယောက်လုံးပြန်ချသွားရောပြုတ်ဒီတော့မှဘာထင်းနဲ့ကြုတ်လဲလှုပ်လို့ရတာပေါ့ဗျာဘာထစ်ဟိုလူ3ယောက်ပြောသွားတာကြားလားအေးကြားတယ်ဒီလိုပါပဲကွာအကြောင်းတစ်ခုခုဆိုရင်လူတွေကချက်ကာပြီးပြောနေကြတာပဲတာတီကငါတို့လှုပ်ဆကြမယ်ကျုပ်လောက်မောကြည့်လိုက်တော့မွန်းတဲ့နေပြီဗျမနေ့ကနေခင်ကလေးကကြည်ထားတာဆိုတော့မကြီးပင်ကြီးရှိတဲ့စီကိုကျုပ်တို့နှစ်ယောက်တန်းပြီးလာနိုင်တာပေါ့ဗျာကဲဘာထစ်တန်ဆိုးနဲ့တူငါ့ကိုပေးဘာထစ်ကဒီအတွေ့အကြုံသိမ်းမရှိဘူးလေဗျာကျုပ်ကတော့ရွာမှာအိမ်မိုးလဲပါထုတ်ရောက်ဒိုင်းမြားတင်လဲပါတော့တူလဲကင်တက်စို့လဲကင်တက်ပေါ့ဗျာပထမဆုံးတန်တွေကိုပေါ်အောင်ဖော်ရတာဗျတန်တွေကနပွင့်မြုပ်အောင်ရိုက်ထားဆိုတော့နှစ်တည်ကြလာတဲ့အမျှတစ်ခေါက်ကလည်းအဖွေးတက်လာတာပေါ့ဗျာဘေးပက်ပက်လေကတစ်ခေါက်တွေကတန်ဆိုးနဲ့ရိုက်ခွာပြီးတော့မှတန်နပွင့်တွေပေါ်လာတာဗျကဲဘာထစ်အောက်ဆုံးတန်းဘယ်ဘက်ဆွန်ဆုံးကအချောင်းကနေစပြီးတော့နှုတ်မယ်နော်အေးဟုတ်တယ်နှုတ်ကျုပ်ကစပြီးနှုတ်ပြီးတော်တော်နှုတ်ရတာဗျတန်ကြီးတွေကလေးလက်မတန်ကြီးတွေပြီးတော့ရိုက်ထားတာနှစ်တွေကြာပြီဆိုတော့အသားထဲမှာကိုက်နေပြီဗျဒါကတစ်သားမှရိုက်ရတာမဟုတ်ဘူးလေဗျာတစ်ပင်မှရိုက်ရတာဆိုတော့အပင်ကတစ်သားကအမြဲရှင်းတဲ့နေရဆိုတော့တန်ကအထဲမှာကိုကိုက်နေရဗျကျွတ်ပြီးတချောင်းကျွတ်လာပြီဗျနောက်တစ်ချောင်းပို့ပြီးမြန်လာတယ်ဗျသူ့သဘောကိုတီးသွားတော့နှုတ်တက်လာတယ်အောက်ဆုံးတန်းက3ချောင်းပြီးသွားပြီဗျကျုပ်တန်ချောင်းတွေကိုဆက်နှုတ်တယ်အပေါ်က2ချောင်းနှုတ်ပြီးသားတွေကိုဘာထစ်စီကိုပေးထားတယ်ဘာထစ်ကတေးသေးချာချာကင်နာတာဗျအားလုံး9ချောင်းရှိသွားပြီကျုပ်ကအပေါ်ကနောက်ထပ်2ချောင်းကိုထပ်ပြီးတော့နှုတ်တယ်အားလုံး9ချောင်းရှိသွားပြီ10ချောင်းမြောက်တန်ကိုကျုံနှုတ်တယ်တော်တော်ကိုကိုက်နေရဗျမနေ့အားဆိုင်ပြီးနှုတ်ရတယ်ရပြီ10ချောင်းဘာထစ်ကသူ့လက်ထဲကတန်တွေကိုရီကြည့်နေတယ်10ချောင်း1ချောင်းပဲလို့တော့တယ်နောက်ဆုံးချောင်းကနဝမမြောက်တန်ပေါ့ဗျာကျုပ်ကတန်တူကိုမြှောက်ပြီးတူမှာပါလာတဲ့တန်ကလော်လေးနဲ့တန်နပွင့်ကိုချိတ်လိုက်တယ်ဝုံဟာရုတ်တရက်လေးတွေစောင်းတိုက်လိုက်တာကျုပ်ရောဘာထစ်ရောနောက်ကိုတလန်လောက်လွင့်သွားပြီးတော့ဖင်ထိုင်လေးလဲကျသွားတာမျိုးတော်သေးရပါဗျာခြုံပုတ်တွေရှိနေတော့နာတော့မနာဘူးဗျဟာမဖဲဝါကွာတာဒီဘယ်မှာတော့ဘာထစ်မကြီးပင်အောက်မှာရက်နေတယ်မင်းနဲ့ငါ့ကိုစိုက်ကြည့်နေတယ်မင်းကြည့်မလားအေးကြည့်မယ်ဘာထစ်ကကျုပ်လက်ကောက်ဝိုးကိုကင်ပြီးပြောတယ်ဗျ
ဆေးတော်ဆောင်ကြီးတတေးကိုအမြင်ဖွင့်ပေးပါဗျာဟာမြင်ရပြီဗျမြင်ရပြီမဖေဝါကဖြူဖြူရိတ်ကြီးလိုပဲဗျကျုပ်စိတ်ထင်တော့အမြင့်10ပြည့်ကျော်ရှိမယ်ထင်တယ်မဖေဝါစိတ်ဆိုးနေတဲ့ပုံပဲဗျအတန်ကြီးကလည်းအကွယ်ကွယ်ကြီးဗျာဒါနင်တို့စော့စရာလားကောင်လေးတွေစော့တာမဟုတ်ပါဘူးဗျာတနာစရာကောင်းတဲ့ကောင်မလေးကသူ့ကိုကယ်ပေးပါဆိုလို့ငိုပြီးလာပြောလို့တနာပြီးကယ်ပေးတာပါဘာတိကလည်းအထစ်ထစ်နဲ့ပြန်ပြောတယ်ဗျတနာစရာကောင်းမလေးဟုတ်လားဒီမှာကြည့်လိုက်ကြစမ်းမဖေဝါကမကြီးပင်ရှိမှသူ့လက်ကိုရမ်းလိုက်တယ်ဗျဟီဟာမကြီးပင်ကြီးပျောက်သွားပြီဗျတဲရဲမကြီးဗျာသပင်ဖားလျားကြီးနဲ့အရက်ကြီးကလည်းအရှိကြီးဗျမျက်လုံးကြီးကနီရဲပြီးလက်ဖက်ရည်ပကံလောက်အရွယ်ရှိမယ်ဗျကိုမဝတ်ထားတဲ့အဝတ်တွေကလည်းစုပ်ပြတ်တက်နေပြီးတော့ပါဇက်ထဲကနေတပေလောက်ရှိတဲ့ရှာကြီးကလည်းနီနီကြီးဗျတွဲလောင်းကြီးကိုကြားနေရဗျာတိတ်ဆိုးတဲ့ကောင်မကလေးတွေကိုတက်ပြီးဥတွေကိုနှုတ်စားတဲ့တဲရဲမအစတုန်းကဒီအိမ်ရဲ့ပိုင်ရှင်ပဲဒါကြောင့်ပထမန်ဆရာကြီးကတန်ကိုးချောင်းရိုက်ပြီးဖမ်းထားတာသိပြီလားအခုချက်ချင်းတန်တွေပြန်ရိုက်ဘာထစ်ကလန့်ပြီးတော့ကျုပ်လက်ကိုလွှတ်ချလိုက်တယ်ကျုပ်ဘာမှမမြင်ရမကြားရတော့ဘူးဗျဘာထစ်တန်တွေပေးငါကဘာမှမမြင်ရဘူးတစ်ပင်ပဲမြင်ရတာငါတော့ရိုက်မယ်ဟာမဟုတ်တာနှစ်ယောက်တူတူသွားမယ်ကျုပ်ရောဘာထစ်ရောနေရာကနေထပြီးတော့ပကြီးပင်ကြီးစီကိုသွားကြတာပေါ့ဗျာကျုပ်ကတော့ဘာမှမမြင်ရတော့မကြောက်ဘူးပေါ့ဗျာဘာထစ်ကတော့မဖေဝါကိုရောမကြီးပင်မဲမှာဖမ်းထားတဲ့တေးမဟိုကမြင်နေရတော့ကျုံနောက်ကတွန်းဆုပ်ဆုပ်နဲ့လိုက်လာတာပေါ့ဗျာကျုပ်ကတန်တချောင်းကိုယူပြီးနှုတ်ထားတဲ့အပေါက်ရတိုင်းရိုက်သွင်းလိုက်တယ်တချောင်းပြီးတော့နောက်တချောင်းဟာကျုပ်ပါဇက်ကအတန်တောင်ထွက်သွားတယ်ဗျို့သွေးတွေဗျာကျုပ်ရိုက်လိုက်တဲ့အတန်နေရာကနေသွေးတွေစီးကြလာတာဗျို့ဟာဘာဖြစ်ကွာကျုပ်တန်တွေကိုဆက်ရိုက်ထိလိုက်တယ်နောက်တချောင်းတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာကျုပ်တန်ရိုက်တဲ့အတန်ကအကျယ်ကြီးမြည်နေတာပေါ့ဗျာကျုပ်ဆက်ရိုက်တယ်နောက်တချောင်းပြီးတော့နောက်တချောင်းပြီးပြီဗျကျုပ်နှုတ်ထားတဲ့တန်8ချောင်းလုံးကိုပြန်ရိုက်လိုက်ပြီးနဝမမြောက်တန်ကကျုပ်ထိတောင်မထိရသေးဘူးဗျလာတတိလာမဖေဝါသွားတော့လို့ပြောနေတယ်ကွဘာထစ်ကစကားထိရတဲ့ထဲကြောက်ပြီးတုံနေတော့အတန်တွေပါတုံနေတာဗျို့ဒီကောင်ဘာပြောနေလဲဆိုတာကျုပ်ဖြင့်မနှဲကိုနားထောင်ယူရတယ်အေးသွားမယ်တာတီပဲဗျာဒါမျိုးကတော့လှင်ပြီးသားပါဗျာခြုံပုတ်တွေထဲကနေတိုးပြီးထွက်ပြေးလာတာလမ်းမပေါ်ကိုချက်ချင်းရောက်လာရောဗျို့ဓာတ်မိတိုင်အောက်ကိုရောက်လို့ကျုပ်ကြည့်လိုက်တော့ဘာထစ်မျက်နှာဆိုတာကြောက်လက်ပြီးတော်တော်ကိုပြက်နေတာဗျို့ကျုပ်တို့နှစ်ယောက်ခက်တုတ်ရှောက်လာလိုက်တာဆောင်းတွင်းကြီးမှာချွေးတွေကိုပြန်လို့ဗျာဘာထစ်မင်းတော်တော်ကြောက်သွားလားအေးဟုတ်တယ်ငါတော်တော်လန့်သွားတာကွာမဖေဝါကိုငါမကြမြင်ဘူးပါတယ်ဒီလိုစိတ်ဆိုးတာမျိုးမမြင်ဘူးကွာငါ့ကိုလိန်ပြီးအိမ်မက်ပေးတဲ့တေးမကြီးကလည်းကြောက်စရာကြီးကွာမင်းရောမကြောက်ဘူးလားတာတီဟာကောင်ရမကြောက်ဝင်နေမလားကွာတကူလုံးရှိသမျှအမွှေးတွေထောင်ပြီးအသားတွေတဆက်ဆက်တုံသွားတာကွာနောက်မှကိုယ်စိတ်ကိုမနှဲထိန်ပြီးတန်တွေပြန်ရိုက်လိုက်ရတာမဖေဝါသာအချိန်မီမရောက်လာရင်ဟိုတေးမကြီးကမင်းနဲ့ငါ့ကိုတက်ပြီးစားမှာနော်ဘာထစ်အေးစားချင်းစားမှာကွာအရက်သမားတွေပြောသွားတာတကယ်အမှန်နေပဲတာတီရဲ့အေးဟုတ်တယ်ဘာထစ်ဟုတ်တယ်အိမ်ရောက်တော့ဘာကြီးမသိအောင်အိမ်ထဲဝင်ပြီးအိတ်ကြတာပေါ့ဗျာဒါပေမဲ့မိုးသာလင်းသွားတာတစ်ချက်မှကိုအိတ်မပြောတော့ပါဘူးဗျာအားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်အမြဲတမ်းစိတ်ဝင်စားစရာကောင်းတဲ့အတန်ဆက်လန်ဒီတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe နှိပ်ပေးသွားပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်